အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ပိတ်ရက်လေးလည်းဖြစ်တယ်ပြီးတော့ကျွန်တော်အပြင်မထွက်လာကြပြီဖြစ်တဲ့အတွက်ကျွန်တော်အတွက်လိုအပ်နေတဲ့ပစ္စည်းလေးတစ်ခုတွားမှာဖြစ်ပါတယ်အသွားကိုတော့ကျွန်တော်ဆိုင်ငယ်နဲ့ပဲတွားခဲ့ပါတယ်ဆိုင်ငယ်နဲ့တွားတဲ့အချိန်မှာရာသီဥတုကအရန်အေးပါတယ်အနွေးတွေဝတ်ထားလောက်မှာပဲအရန်အေးပါတယ်အဓိကနောင်နိုင်ရမိတာကတော့ကျွန်တော်မျက်မှန်မပါတာနောင်နိုင်ရမိပါတယ်ဒီကဆိုင်ငယ်အုတ်ထုပ်တွေကလေကမပါပါဘူးအဲ့တော့မျက်လုံးကိုလေရမ်းထိုးပါတယ်ဟုတ်ပါတယ်ကျွန်တော်အခုဝယ်မဲ့ပစ္စည်းလေးကတော့ portable SSD တွေပါစန်တစ်ကထုတ်တာပါဒီကောင်လေးကတော့ 1TB ပါ Fire Running ပါပါတယ်အဓိကကျွန်တော်ဒီကောင်လေးကိုဝယ်ပြတဲ့အကြောင်းအရာကျွန်တော်ဒီဖုန်းနဲ့ဒီကျွန်တော်ရဲ့ MacBook နဲ့ join တဲ့အချိန်မှာ data transfer လုပ်တဲ့အချိန်မှာအဆင်ပြေဖို့အတွက်ဝယ်လိုက်တာဖြစ်ပါတယ်ဒီ SSD ကိုကျွန်တော်ဝယ်ခဲ့တာတော့သူတို့နိုင်ငံရဲ့နာမည်အကြီးဆုံးနဲ့ဆိုင်နေတဲ့ဆိုင်ဖြစ်တဲ့ cell phone mobile and laptop ဆိုင်ကနေပြီးတော့ဝယ်တာဖြစ်ပါတယ်ဒါလေးကတော့သူ့ဆိုင်ခွဲတွေကတစ်ခုပါကျွန်တော် invite ကိုတော့ကျွန်တော်ဒီစာရင်းမထုတ်ခိုင်းတော့ပါဘူး screenshot ဓာတ်ပုံလေးပဲရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒါကတော့ကျွန်တော်အခုဒီပြန်မှုအတွက် grad sign နဲ့စောင့်နေတာပါအစားကတော့ဒီနားမှာရှိတဲ့ sign လေးစံစံမှာထိုင်ပြီးတော့တစ်ခုခုစားဖို့ idea ရှိခဲ့ပေမဲ့လည်းကျွန်တော်မစားချင်တော့ဘဲနဲ့တခါလေးတက်မြင်လာခဲ့ပါတယ်အဓိကပြန်လာတဲ့အကြောင်းရင်းကလည်းကျွန်တော်ဝယ်ထားတဲ့ပစ္စည်းလေးကိုအရန်စမ်းသက်ကြည့်ချင်နေတဲ့အတွက်လည်းဖြစ်ပါတယ်အပြန်မှာ grad taxi သမား grad sign သမားရန်စကားများပါတယ်သူမှစော်2ယောက်ရှိတဲ့ဟာကိုလည်းကျွန်တော်တို့တလန်လုံးကြွားလုံးထုတ်ပါတယ်သူစော်ဘယ်လောက်ကြည့်ကြအောင်လည်းပြောပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီပြန်ရောက်ပြီဆိုတော့ခဏနေကြရင်ကျွန်တော်ရဲ့ဒီ unboxing video လေးကိုတစ်ခါလေးပြောပြပါမယ်ရပြီဆိုတော့ねကျွန်တော်ဒီအိတ်လေးတွေကနေပြီးတော့ပထမဦးဆုံးကျွန်တော်ထုတ်လိုက်တဲ့ဟာကတော့ဂူနာကကျွန်တော်ဝယ်လာတဲ့ SSD မဟုတ်ပါဘူးကျွန်တော်အုပ်ထုတ်လေးပါပြီးပြီဆိုရင်တော့အခုကျွန်တော်ဝယ်လာတဲ့ဒီ SanDisk ကထုတ်တဲ့ဒီ 1TB ပေါ့နော် 1TB portable SSD လေးကိုပဲဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်အစားအပေါ်ကနေဖောက်အောင်မလို့အောက်ကနေဖောက်အောင်လို့စဉ်းစားပြီးတဲ့အချိန်မှာနောက်ဆုံးမှာတော့ကျွန်တော်အောက်ကနေဖင်လေးကိုတွန်းပြီးတော့နည်းနည်းလေးကန်လိုက်တဲ့အချိန်မှာဘူးလေးပွင့်သွားပါတယ်ဘူးလေးပွင့်သွားပြီဆိုရင်တော့ဖြည်းဖြည်းလေးထုတ်လိုက်တဲ့အချိန်မှာကျွန်တော်ဝယ်လာတဲ့ SSD လေးကိုရပါပြီဗျာဒီကောင်လေးဘယ်လိုနေထားရှိလဲဆိုတော့ကျွန်တော်စမ်းသပ်ပြီးကင်တွယ်ကြည့်ပါမယ်ပျော့ပျော့အေးအေးလေးနဲ့ကင်လို့အဆင်ပြေပါတယ်တသေးသေးလေးနဲ့ဆိုတော့လိုတဲ့နေရာကိုယူသွားလို့ရပါတယ်ဒီကောင်တော့ 1TB ပါဒီမှာလေးရေးထားပါတယ်တော်တော်လေးတော့အဆင်ပြေပါတယ်အရောင်လေးကလည်းကျွန်တော်ရိုက်တဲ့အရောင်လေးဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ဘူးထဲမှာတော့စားရနေပြင် USB portable ခေါင်းလေးတစ်ခေါင်းအပူရဲ့ Type C ကြိုးလေးရပါပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you